ဘန်ကောက်ကနေရှမ်းမိုင်ကိုညကားနဲ့ရောက်လာပြီဆိုတာနဲ့ရှမ်းမိုင်ရဲ့တောင်ပေါ်ရွာလေးဖြစ်တဲ့မဲကမ်ပေါင်းစီကိုတညအိတ်ခရီးသွားပါမယ်ဒီဗီဒီယိုလေးကအနည်းငယ်ရှင်းပါမယ်နော်မဲကမ်ပေါင်းမှာဘယ်မှာသွားလဲပါရီစားလဲဆိုတာကိုလိုက်ကြည့်ပေးပါဦးနော်မနက်စောစောစီရှမ်းမိုင်ရောက်ပြီဆိုတာနဲ့မိုးကတော့ကားလက်မဝယ်တဲ့စီတန်းသွားပါတယ်ဒီမဲကမ်ပေါင်းသွားတဲ့ကားလက်မဝယ်တဲ့နေရာက Waro Road မန်ကတ်နားမှာရှိပါမယ်နော်ဒီအခုရက်ထားတဲ့ကားရည်နဲ့သွားမှာပါရှမ်းမိုင်ကနေတနားရီလောက်စီးရပါမယ်ဒါကတော့ကားထွက်တဲ့ချိန်ပါရှမ်းမိုင်မဲကမ်ပေါင်းရှမ်းမိုင်အမျိုးမျိုးပေါ့နော်စေနောကလည်းရေးထားတဲ့အတိုင်းပဲအသွား180အပြန်180လက်မဝယ်တဲ့ချိန်မှာတို့ကမေးတယ်ဘယ်မှာသွားနားမလဲပြီးတော့ပင်နီးပြန်လာမလဲစားတဲ့ဖြစ်ပေါ့နော်မိုးတို့ဆိုရင်အသွားပြန်တစ်ခါတည်းဝယ်လိုက်တယ်သူကတောင်တက်လန်ဖြစ်တဲ့အတွက်ကားမှုတက်တူဆိုရင်တော့နည်းနည်းလေးမူးမှာပေါ့နော်မိုးကတော့ဘာမှကိုမတီးလိုက်ဘူးအိပ်ပျော်နေတော့ထားတာနောက်ဆုံးတော့မဲကမ်ပေါင်းစီရောက်ခဲ့ပါပြီဒါကတော့ကားနားတဲ့နေရာပါတောင်အောက်ဘက်မှာနည်းနည်းရှိတာပေါ့နော်ဒီကနေမိုးတို့နားတဲ့နေရာကို120ပတ်ပေးပြီးတော့ဆက်သွားရပါအောင်မယ်နော်ဒီမဲကမ်ပေါင်းမှာသွားလေတဲ့လူတအားများတာမလို့လေအိမ်တိုင်းလိုပဲနားတဲ့နေရာတွေရှိရအခုမို့ယူထားတဲ့အခန်းကလေ view အလှဆုံးပြီးတော့တော်တော်များများအဲ့မှာသွားနားကြတယ်ပေါ့နော်ဘယ်လိုရှိမလဲဆိုတာသွားကြည့်ကြတာပေါ့ကြည့်လိုက်တက်သွားတဲ့လမ်းကိုကြည့်လိုက် oh my god တအားမှမတ်ဆောက်တာနော်တောင်တွေကကားမငားရှင်ဘူးဆိုရင်လည်းလမ်းလျှောက်ပေါ့နော်ရှောင်းနိုင်ရင်ဒီမှာနိုင်ငံခြားသားတွေရောအများကြီးပဲလာလဲကြတယ်မြန်မာလူမျိုးတွေလည်းအများကြီးပဲတွေ့တယ်အခုသွားနားမဲ့နေရာကဘန်အင်ဒေါပေါ့နော်သွားကာဖေးနဲ့လည်းတွဲဖွင့်ထားတယ်ရောက်ရင်တော့မဖြစ်မနေလာတင်တာတော့ဒီဘန်အင်ဒေါရဲ့ပြီးတော့ပေးနာကရက်ကလဘင် view ပေါ့နော်ဒီနှစ်ဆိုင်သွားရင်တော့ဒီ view လေးမြင်ရမှာပါသူကကာဖေးဆိုင်နဲ့တွဲဖွင့်တာဆိုတော့အကယ်လို့သွားမနာဆိုရင်တောင်မှအချူရည်တွေမုံနေမှာပြီးတော့ view လေးတွေကြည့်လို့ရတာပေါ့နော်ဒါကတော့မိုးတို့နားတဲ့အခန်းပါအခန်းကအများကြီးမရှိဘူးပြီးတော့အမြဲတမ်းလို့ပြည့်နေတာပေါ့နော်အဲ့တော့မသွားခင်မှာကြိုတင် booking လုပ်ထားပါဒါလေးကသူတို့ page ပါအိတ်တွေထားပြီးတော့မိုးတို့နားတဲ့နေရာနေပြီးတော့နည်းနည်းလေးလမ်းလျှောက်သွားတာနဲ့ရေတခွန်နာရောက်ပါပြီရေတခွန်နာသွားတဲ့ချိန်ကားမစီးဘဲနဲ့ဒီတိုင်းလေးလမ်းလျှောက်သွား oh my god အရန်ကောင်းတခါတလေလေးအလုတ်တွေစိတ်ပီးစီးမှုတွေခဏမေ့ထားပြီးတော့ဒီလိုလေးလာလဲကြည့်ပါမိုးတို့တော့9လပိုင်းဆိုတော့လဲတဲ့သူတွေတိတ်မရှိဘူးပေါ့နော်အဲကြောင့်မို့လမ်းတွေကရှင်းလင်းနေရောပဲစောင်းသွင်းဆိုရင်တော့လူတွေအရန်များမှာပါနွေရာဒီဆိုပေမဲ့အရန်ကြီးမပူဘူးနော်သူကတောင်ပေါ်ဖြစ်တဲ့အတွက်နေလို့ကောင်းတဲ့အခြေအနေပဲအဲ့မှာတလန်းလုံးနှစ်ယောက်ထဲတပ်ပုံရိုက်လိုက်ဗီဒီယိုရိုက်လိုက်နေပေါ့နော်ဒီမှာပါနောက်ဆုံးတော့မဲကမ်ပေါင်းရေတခွန်စီရောက်ပါပြီရေတခွန်ကအထက်ရှိတာမို့တော့အောက်ဆုံးထပ်မှာပဲပေါ့လို့ဆိုတော့ပင်ပန်းနေလို့ပါမင်းညကလည်းတေချာမအိပ်ရတော့လေဒီပထမထပ်မှာတင်တော်တော်လေးကိုလာနေပြီဆက်တက်နိုင်တဲ့သူဆိုရင်လည်းသွားပေါ့နော်အပေါ်ဆုံးထိရအောင်သွားပါရေလေးတွေကရေခဲရေအတိုင်းပဲအေးစိတ်ညာပဲဒီကနဲ့မို့လို့နားတဲ့နေရာသွားပြီးတော့ရေချိုးအဝတ်စားလဲမုံစေတန်းစီသွားပါမယ်သွားတဲ့ချိန်တောင်အစင်းလန်းဖြစ်တဲ့အတွက် oh my god မနေ့ break အုပ်ရတယ်အဲ့မှာမို့လို့လမ်းတစ်ဝက်လောက်ဆင်းပြီးရနဲ့လမ်းမှာကားတွေ့ရနဲ့20ပတ်နဲ့ကားနဲ့လိုက်သွားတာပေါ့နော်ကားတွေကလည်းသွားလာပေါ့နော်တွေ့ရင်တော့တက်လိုက်လို့ရတယ်ဝေးတာတော့မဝေးဘူးနော်လမ်းလျှောက်နိုင်ရှောက်တာရှောက်တောင်ပေါ်နဲ့တောင်အောက်800မီတာလောက်ပဲကွာတာပါဒီမဲ့ကမ်ပေါင်ရောက်ပြီဆိုတာနဲ့ရေတခွင်ရဲ့ပြီးတော့ဒီလူလမ်းလျှောက်လမ်းပေါ့နော်ဒီမုံစေတန်းလေးပဲရှိရပါပြီးတော့မုံစေတန်းကလည်းအရှိတော့မဟုတ်ဒါကတော့ TikTok ပေါ်မှာခဏတွေ့တဲ့ဦးကင်ရောက်တဲ့အန်တီပေါ့နော်သူကကိုင်နဲ့ရောင်းတာစားစရာတွေဆိုရင်လည်းစင်းလုံးဝမများဘူးဦးကင်ဆိုရင်လည်းတစ်ချောင်းကို10ပတ်ပေါ့နော်ဒီဆိုင်မှာခါကြတော့သူကကနန်းကင်ရဲ့ကြက်ဥပေါင်းရဲ့ကြက်ကင်ဝက်ကင်ပေါ့နော်အဲ့မှာမွေးညီမတင်မော်တီထောင်းနဲ့ဝက်သားကင်စားရှင်နဲ့အဲ့နဲ့အဆိုင်မှာထိုင်စားလိုက်ပါတယ်လဲတဲ့နေရာဖြစ်ပေမဲ့မှုံစင်တုံးတွေကမများဘောနော်အပြင်မှာရောင်းနေတဲ့ပုံမှန်ဈေးအတိုင်းပဲတာပြီးရနဲ့တိုင်ဖူကူစတော်ဘယ်ရီလေးစားပါမယ်သူကတော့100ဖိုး3လုံးပေါ့နော်တလုံးဆိုရင်လည်းနည်းနည်းတော့မဟုတ်ဘူးအကြီးပဲပြီးရင်တော့လာကိုလာတင်းတဲ့ဆိုင်လေးဒါဟာကျတော့အုံတီးရေခဲမုံဆိုင်ပေါ့နော်ပြီးတော့ရောင်စုံမုံလုံးရေပေါ်လေးလည်းရတယ်တစ်ခွက်ကို90ပတ်ပါဒီမဲ့ကမ်ပေါင်ရဲ့ထူးခြားချက်တစ်ခုခါကျတော့သူကတရွာလုံးစမ်းချောင်းလေးနဲ့ပတ်ရှာလေးရှိနေတာပေါ့နော်တောင်ပေါ်ဆိုပေမဲ့မီနီမတ်လေးလည်းရှိပါတယ်နော်အဲ့မှာညကျရင်ပိုက်စာမဆိုလို့မုံနေပါတော့ဝယ်ထားလိုက်ပါတယ်ပြီးရနဲ့120ပတ်နဲ့တောင်ပေါ်ပြန်တက်ပါမယ်န
နောက်တရက်ရောက်ပါပြီဒီမှာအခန်းကတော့ရှုပ်ပွားနေရပဲမနက်ပိုင်း view လေးကတော့ဒီအတိုင်းလေးမြင်ရပါမယ်အော်ပြီးတော့ပြောဖို့မိသွားလို့အခုမို့လို့အိတ်သက်ခန်းက aircon ခန်းဖြစ်ပြီးတော့နေရောက်အိတ်တာကိုတည1500ဘတ်ပါသူကပန်ကအခန်းလေးရှိရယ်စေးနှုံးတော့တစ်မျိုးဖြစ်မှာပေါ့နော်တစ်ယောက်စေနှစ်ယောက်စေသုံးယောက်စေလည်းမတူဘူးနော်မို့ပြထားတဲ့ page မှာအသေးစိတ်မေးကြည့်ပါအဲ့မှာမနက်စာပါပြီးသားပါပြီးတော့လာနာတဲ့သူတိုင်းမှာဒီလိုကက်လေးတွေရပါမယ်နော်ဒီကက်နဲ့သူတို့ cafe မှာရတဲ့အချိုရည်တွေတွားလဲလို့ရပါတယ်ပြန်နေတဲ့ခါကျတော့မို့တော့ညနေ4နာရီကရတာပေါ့နော်အဲ့မှာ17နာရီခွဲကလေးချက်ရောက်လောက်ရတာဆိုတော့မှုန့်တွေစားတပ်ပုံတွေရိုက်ပညာကားဆောင်ရင်းနဲ့ပေါ့နော်ဒါကြတော့ပြားအောင်ပေါင်းတော်တော်လေးကိုစားလို့ကောင်းတယ်သူကတစ်ခွက်က50ဘတ်ပြီးတော့ခေါ်ပုတ်ကင်လည်းရှိရနော်တငယ်ရှင်တွေနဲ့တွားလဲရှင်နဲ့ကုန်ကြလည်းမများဘူးပြီးတော့တဘောကတရားလေးကိုခန်းစားရှင်နေဆိုရင်တော့ဒီမဲ့ကမ်ပေါင်းလေးအရန်ကိုမှ recommend ပေးပါတယ်ပြန်တဲ့အချိန်မှာဆိုရင်လည်းမိုးတို့ခုနလာဆင်းတဲ့ကားနားတဲ့နေရာပဲပြန်လာပြီးတော့ပြန်လို့ရပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါ bye bye